အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာကတော့ဗန်လင်နဲ့ပွဲအပြီး United အသင်းရဲ့နောက်ဆက်တွဲအခြေအနေတွေယာယီနီးပြဖလက်ချာရဲ့အခန်းကဏ္ဍနဲ့အားလုံးစိတ်ဝင်စားနေကြတဲ့နီးပြသစ်ကိစ္စတွေကိုအသေးစိတ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျဖလက်ချာရဲ့လက်ဆွဲနဲ့အသင်းရဲ့အပြောင်းလဲပထမဦးဆုံးအနေနဲ့ယာယီနီးပြဖလက်ချာရဲ့အခန်းကဏ္ဍကိုကြည့်ရအောင်ဗျဗန်လင်နဲ့တူးတူးတည်ကြခဲ့တဲ့ပွဲမှာဖလက်ချာရဲ့ကင်တွယ်ပုံကိုကလပ်အတွင်းပိုင်းမှာပြန်လည်သုံးသပ်နေကြပြီဖြစ်ပါတယ်ဒီပွဲမှာထူးခြားတာကဖလက်ချာဟာတိုက်စစ်အာသန်တဲ့ကစားကွက်ကိုခင်းကျင်းခဲ့ပြီးဘောလုံးကိုမြင်မြန်ဆန်ဆန်ပေးဖို့ကစားစေခဲ့တာပါဒါဟာပရိသတ်တွေအတွက်အားရစရာဖြစ်ခဲ့ပေမဲ့နောက်တန်းရန်တည်ငြိမ်မှုမရှိသေးတာကတော့အဓိကဖြည့်ရှင်းရမယ့်ပုံစံတစ်ပုဒ်အဖြစ်ကြန့်ရှိနေပါသေးတယ်ဖလက်ချာကတော့လာမယ့် Brighton နဲ့ FA ကပ်ပွဲစဉ်မှာလည်းအသင်းကိုဆက်လက်ဦးဆောင်သွားမှာပဲဖြစ်ပါတယ်ဗန်လင်နဲ့ပွဲပြီးသုံးသက်ချက်ဒုတိယအချက်အနေနဲ့ဗန်လင်နဲ့ပွဲပြီးအသင်းရဲ့အတွင်းမှာဆွေးနွေးမှုတွေလုပ်နေပါတယ်အဓိကမေးခွန်းထုတ်နေကြတာကတော့အခွင့်အရေးတွေအများကြီးရခဲ့ပါလျက်နဲ့ဘာကြောင့်အနိုင်မြူနိုင်ခဲ့တာလဲဆိုတာပါပဲအသင်းရဲ့တိုက်စစ်ပိုင်းကဂိုးသွင်းခွင့်တွေအများကြီးဖန်တီးနိုင်ခဲ့တာကအပြုသဘောဆောင်ပေမဲ့တစ်ချက်ကလေးအာရုံလွတ်သွားတာနဲ့ဂိုးပေးလိုက်ရတဲ့အားနည်းချက်ကိုတော့အမြန်ဆုံးပြင်ဆင်ဖို့လိုအပ်နေတာတွေ့ရပါတယ်ခင်ဗျဘင်ဂျမင်ဆက်ကိုရဲ့ခြေစမ်းဒီပွဲမှာအတောက်ပဆုံးကတော့ဘင်ဂျမင်ဆက်ကိုပါပဲသူဟာ United ပရိသတ်တွေကြားမှာအရန်ကိုရေပန်းစားလာတဲ့ကစားသမားတစ်ယောက်ဖြစ်လာပါတယ်ငကိုသွင်းယူနိုင်ခဲ့ုံသာမကသူ့ရဲ့နေရာယူပုံလှုပ်ရှားမှုနဲ့အဆုံးသက်ပိုင်းတွေကတိတိတသာတိုးတက်လာတာကြောင့်အနာဂတ်မန်ယူရဲ့အဓိကတိုက်စစ်မှုစစ်ဖြစ်လာမလားဆိုတာကိုစောင့်ကြည့်ခြင်းစရာပါပဲခင်ဗျာနီးပြတဲ့သတင်းများဆိုရှားပြန်လာမလားနောက်ထပ်စိတ်လှုပ်ရှားစရာသတင်းကတော့နီးပြတဲ့ကိစ္စပါလက်ရှိမှာနီးပြဟောင်းဆိုရှားနဲ့ကာရက်တို့ယာယီသို့မဟုတ်ကာလာတို့တာဝန်ပေးဖို့သတင်းတွေအပြင်းအထန်ထွက်ပေါ်နေပါတယ်မီဒီယာတွေမှာဒီသတင်းကဟော့ဖြစ်နေပေမဲ့ကလပ်အသင်းဘက်ကတော့တရားဝင်အတည်မပြုသေးပဲအခြေအနေကိုစောင့်ကြည့်နေသေးဖြစ်ပါတယ်အပြောင်းရွှေ့ခံမှန်းချက် Transfer window ဘိုင်းကိုကြည့်ရင်တော့ဇန်နဝါရီမှာအသင်းကိုအင်အားဖြည့်ဖို့အစီအစဉ်တွေရှိနေပါတယ်အထူးသဖြင့်တိုက်စစ်နဲ့နောက်တန်းကိုပို့ပြီးကျစ်လက်အောင်လုပ်ဖို့အာရုံစိုက်နေတယ်လို့လည်းသိရပေမဲ့အခုချိန်ထိတော့တရားဝင်အတည်ပြုချက်တွေတော့မထွက်ပေါ်သေးပါဘူးအနည်းချုပ်ပြောရရင် United အသင်းဟာအပြောင်းအလဲတစ်ခုရဲ့လမ်းဆောင်လမ်းကွက်မှာရောက်နေတာပါအောင်မြင်မှုကချက်ချင်းလက်ငယ်မမြင်ရသေးပေမဲ့လမ်းမှန်ပေါ်ရောက်ဖို့ကြိုးစားနေတာကိုတော့တွေ့ရပါတယ်ဒါကြောင့်ပရိသတ်တွေအနေနဲ့စိတ်ပူနေတာထက်အသင်းကိုစောင့်ကြည့်အားပေးရမယ့်အချိန်လို့ထင်ပါတယ်ကဲပရိသတ်ကြီးကိုမေးချင်တာကဖလက်ချာကိုပဲယာတီကုန်တိဆက်ထားတင်လားဆိုရှာပြန်လာရင်ရောအသင်းကအခြေအနေကောင်းသွားမလားကိုယ့်ရဲ့အမြင်တွေကို comment မှာရေးပေးသွားကြပါဦးခင်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and subscribe လေးနဲ့အားပေးတော့ဖို့မမေ့ကြပါနဲ့အောင်ကြည့်ရှုပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်